လူတွေအလဲမှာအကုန်ဆိုနိုင်ဖို့ရဲစီတော့တင်ထားချစ်ခုံတွေနိုင်တဲ့စီချက်ချချိန်မှာလူနိုင်ကိုယ်နိုင်ပြန်ဆိုဖို့သွားဂီတာတကားလေးဖွင့်ပါအောင်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 ဖွင့်ပေးပါအောင်မင်္ဂလာပါခင်ဗျာဂီတာတကားဖွင့်ပါအောင်စီစဉ်မှာကြိုးဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်လည်းဒီစီမင်းထက်ကနေပြီးတော့မှကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများနဲ့ပြန်မဲဝင်ကြတဲ့ညီငယ်ညီမငယ်များအားလုံးကိုစိတ်နှလုံးရွှင်လန်းကြပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာကိုရကြီးကျွန်တော်ဒီနေ့ရှင်ပြိုင်မဲ့အဖွဲ့ရာဒေသရှင်ဒေါ်ရဲခွင့်တို့ဖွဲ့ဖြစ်ပါတယ်နော်ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီ semi final ဆင်းတက်လာတဲ့ပြိုင်ပွဲဝင်လူလည်းပြည်သက်နဲ့အရင်ဆုံးမိတ်ဆက်မပေးခင်မှာဒီ season နဲ့ပတ်သက်ပြီးတော့ကိုရပြည်သက်တွေကိုဘာမှအသိပေးစရာရှိပါသေးလဲခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒါလေးကတော့ဒါရှေ့မှာလည်းကျွန်တော်တို့เนาะဒီ season လေးကိုထုတ်လွှင့်ပြီးသွားပါပြီအဲ့တော့အားလုံးသိပြီးတဲ့အတိုင်းပဲသို့တော်လည်းကျွန်တော်နည်းနည်းလေးပြန်မှတ်မိအောင်ဆိုပြီးတော့နည်းနည်းပြန်ပြောချင်ပါတယ်အဲ့တော့ဒီပွဲရဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာစကားတင်ကျွန်တော်ရွေးချယ်လာခဲ့ပြီးတော့၄ယောက်ကျွန်တော်တို့ဒီအဖွဲ့တွေကနေပြီးတော့ဒီကနေ့ဆိုလို့ရှိရင်2ယောက်နော်ထပ်မှန်ပြီးတော့စကားတင်ကျွန်တော်ရွေးချယ်မယ်ဆိုပြီးတော့ကျွန်တော်သိထားပါတယ်ဒါ Diamond Key အတွက်ကိုကျွန်တော်တို့ဒါ semi final ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီကနေ့ final အတွက်ကိုကျွန်တော်တို့တက်လာတဲ့ပုံကိုယ်တွေအတွက်ကိုလည်းကျွန်တော်ထပ်ပြီးတော့စကားစိတ်လိုက်တဲ့သဘောမျိုးပေါ့နော်ဟုတ်ကဲ့ပါအဲဒီမှာကျွန်တော်တို့ရဲ့ဒီနေ့ကျွန်တော်တို့ဒေသရှင်ခွင်းရဲ့ကျွန်တော်တို့ဒါဖွဲ့တွေပေါ့ဒီမှာကျွန်တော်တို့ရဲ့ training လုပ်ပေးတဲ့မခွင်းရနေပြီးတော့ပြောထားတဲ့စကားလေးရှိတယ်ဗျဟုတ်ကဲ့ပါအင်းတဲ့ဒါဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့တကယ်ကိုအစီအနှစ်ကလေးတွေရွေးထားတဲ့မလိုင်ဘက်ကလေးတွေပါပဲဆိုတော့နော်ဒီမလိုင်ဘက်ကလေးတွေကိုအဲ့မလိုင်ဘက်ကလေးတွေကိုဟုတ်ကဲ့ကိုလက်စထရောတက်မှာဆိုလို့ဖယ်ပြီးတော့အော်မဟုတ်ကိုလက်စထရောတက်မှာဆိုလို့မဖယ်ပါဘူးဒီမလိုင်ဘက်ကလေးတွေကိုရွေးမှာအရသာရှိဒါလေးတွေဘယ်မလိုင်ဘက်ကလေးတွေတမျိုးစားသုံးပြီးတော့မှဒါကျွန်တော်တို့စီစစ်ရွေးချယ်ရမယ်အမှန်တန်ကြည့်ကောင်းတဲ့ဒါဟုတ်ကဲ့နောင်ချိန်ပလေးရမယ်ပွဲလေးလို့လည်းကျွန်တော်ပြောလို့ရပါတယ်ဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီမှာရွေးချယ်တဲ့အခါမှာလဲခုနပြောသလိုပါပဲကျွန်တော်ဒီ Platinum အဆင့်ကနေပြီးတော့မှเนาะကျွန်တော်တို့တက်လာတယ်ပြီးတဲ့အခါမှာ Diamond Key တွေရောက်လာပြီးတော့ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့ပွဲလေးမှာလဲဒါဒိုင်လူကြီးများဒီမှာရှိကြတဲ့အားလုံးမြင်ကြတဲ့အတိုင်းပါပဲเนาะဟုတ်ကဲ့ကျွန်တော်တို့အဖွဲ့9ဘွဲ့ဖြစ်သွားတာ9ဘွဲ့ဖြစ်ပါတယ်9ဘွဲ့ကနေပြီးတော့မှကျွန်တော်တို့မဲပေးစနစ်နဲ့လျှို့ဝက်မဲပေးတဲ့စနစ်နဲ့ကျွန်တော်တို့ရွေးချယ်မှာပါဒီပယ်မဲအများဆုံးရခဲ့မယ်ဆိုလို့ရှိရင်ဒီ semi final ပွဲကနေပြီးပိုင်နှုတ်ထွက်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုလို့တဲ့သဘောကတော့ကျွန်တော်တို့ပြိုင်ပွဲဝင်တယောက်ထဲကိုမဲ9မဲကျသွားရင်ဖြစ်စေ4မဲဖြစ်စေ3မဲဖြစ်စေပယ်မဲများသွားရင်တော့အဲ့လိုဟာပြိုင်ပွဲကနေပြီးတော့နှုတ်ထွက်ရမှာဖြစ်ပါတယ်တကယ်လို့များပယ်မဲရတဲ့ကတူနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအကဲပြတ်ပွဲနောက်ထပ်မဲပေးစနစ်နဲ့ထပ်ပြီးတော့ကိုထပ်ပယ်ဦးမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဗျာကျွန်တော်တို့တကယ်လို့အဲ့ဒီမှာကျွန်တော်တို့ပယ်လိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့3ယောက်ကျန်ပါမယ်3ယောက်တဲ့နေရာနေပြီးတော့မှအဲ့ဒါဒိုင်လူကြီးကနေပြီးတော့မှသူတို့ရဲ့စိတ်ကြိုက်တယောက်ကိုလည်းကျွန်တော်တို့ဒါရွေးချယ်ခွင့်ရှိပါတယ်ဟုတ်ကဲ့ပါကန်ထူးသူတယောက်ပြန်ကြမလို့ပဲနဲ့နော် promotion သဘောနဲ့ final အဆင့်ကိုတက်သွားမှာဖြစ်ပါတယ်ရှိပါတယ်အဲ့တော့ကြံရှိတဲ့2ယောက်ကတော့ထပ်မှန်ပြီးတော့ပြန်ရပါမယ်နောက်တပုတ်စီနေပြီးတော့မှနော်တပုတ်စီကိုတီဆိုရှင်ပြန်မယ်ပြီးတော့တယောက်ထပ်ရွေးမယ်စုစုပေါင်း2ယောက်ရွေးမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဒီထဲမှာလဲဝမ်းသာကြကောင်းတဲ့ season လေးတစ်ခုတော့ဒီနေ့ semi final ပွဲမှာ sponsor company ဖြစ်တဲ့ Oramin G ကနေပြီးတော့စုခွေစတင်ချင်းမြင့်ပေးဖို့လဲစီစဉ်ထားပါတယ်ဟုတ်ကဲ့ပါစုချင်းခွေအနေနဲ့တော့ final တက်ခွင့်ရသူ2ဦးအတွက်စုချင်းခွေ9000ကျပ်စီနဲ့ကျန်2ဦးတော့တစ်သိန်းစု3000စီချင်းမြင့်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးအခု semi final အဆင့်တက်လာတဲ့ဆရာမဒေသရှင်တော်ခွင်းကြီးတို့ဖွဲ့ရဲ့ရှင်ပြိုင်မဲ့အောင်ရှင်ပြိုင်မဲ့သူလေးနဲ့မိတ်ဆက်ပေးအောင်နော်ဟုတ်ကဲ့ပါဇွဲလူဖြစ်ပါတယ်ဟုတ်ပါဒီကထုံးဖြစ်ပါတယ်ခိုင်းတဲ့ဇဲဦးအင်ဒရီအောင်ဖြစ်ပါတယ်ကဲကိုကြီးဟုတ်ကဲ့စီဖိုင်နယ်ပွဲလေးစလိုက်ကောင်းမယ်နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဆရာမတော်ရခွင်းခင်ဗျာကျွန်တော်ဥစွာပထမဘယ်သူကိုစတင်ပြီးတော့ရှင်ပြိုင်စေမလဲဆိုတာလေးကိုလည်းသိချင်ပါတယ် semi final ကိုတက်လာတဲ့ကျမတို့အဖွဲ့ထဲမှာပေါ့နော်ရှာရှာပါပါတူရီသောယောက်ျားလေးဖြစ်တဲ့ဇွဲလူကိုစပြီးရှင်ပြိုင်စေချင်ပါတယ်ဒိုင်လူကြီးမင်းများနဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါကြီးလေးကြီးလေးဒီစင်တီတက်လာပြီဆိုတော့နော်စကားတင်ပါသွားပါစေသူဆုတောင်းပေးပါတယ်ပေးရစွနဲ့ဖြည့်ပါစေခင်ဗျာဇွဲလူအနေနဲ့ပေါ့နော်မဆုံသောလမ်းနဲ့မင်းအကြောင်းအိမ်မက်နှစ်ခုပေးထားတယ်
အဲ့ဒီကဘယ်သချင်းကိုပို့ပြီးအာတာနေလို့ထင်လဲ ဆရာငယ်စုတည်ရေးသားထားတဲ့မစုံသောလန်းဆိုတဲ့တခြင်းကိုပြရတာ အဲ့ဒီချင်းလေးဆိုပေးပါလို့တောင်းဆိုပါတယ် ဟုတ်ကဲ့ပါခင်ဗျာ ။နည်းနည်းတူနဲ့ဖြစ်ခဲ့တဲ့အရာတွေအားလုံးတဘဝလုံးအတွက်ကိုမြင့်ဖြစ်တယ်။လို့တော့ No son los asgas No time to alone Change my door Oh maybe I like sound Now don't you know it's Oh secret dodgy I'm the like poo Me it's just so red tape me Oh go now so shit မင်းရဲ့ပြုံးများငမြင်နေပါရစေအခုဝေးကြပြီးတော့နောက်တစ်တွေ့ရဖို့မရရပြီမို့မဆုံးတော့လားမင်းတို့ရဲ့ချစ်တော်ပြီးချစ်ရသူက you me hey let you go so ချင်ဘူးလွမ်းနေမင်းဘဝအတွက်ချမ်းနေ So do you get a chance? Then you turn it. You know like I can, but I can't see me. Show me now, the thing I am up to be. Maybe it's a guy, imagine no. On me, oh, go now, so shit. Me a don't young and never young. Cool, it's up here. Not a tree, I won't see how we move. My song don't lie. Me try to copy. Jerry, look at you, me. Hey, let you go. So the moon. My soul don't die. Oh, go now, so chill. Me and you, I'm in the yard. A cool wind that's up in there. Now the tree I won't be home. My song don't lie. Me it's a dopey. Jenny the girl you me. Hey, let you go. So the moon me what to change. My song don't lie. So don't lie, me baby, just don't be. Journey to God, you me, hey, let you go. So the moon, yeah, me what to change, yeah. So don't lie, so don't lie. အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ ကဲကြီးလေးနော်စကားတင်ရွေးချယ်တဲ့အထက်ကိုပါသွားပါစေလို့ကိုတို့ဆုတောင်းပေးပါတယ်ဗျာ ဘေးရစနဲ့ဖြစ်ပါစေခင်ဗျာ ကဲကိုခန့်ကြီး ဟုတ်ကဲ့ ဒါကတော့ကျွန်တော်တို့ဒုတိယပွဲစဉ်ပေါ့ဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ဆရာမအဲခွင်းကြီးခင်ဗျာထပ်မံပြီးတော့နောက်တူကိုလည်းရွေးချယ်ပေးပါဦးလို့ပန်ကြားပါရစေ ဒုတိယတစ်ယောက်အနေနဲ့ရတနာထွန်းကိုရွေးချယ်ခြင်းပါတယ် မာလီမင်္ဂလာပါ မင်္ဂလာပါ ခေချမလေးထုံးစံတိုင်းနော်ရွေးချယ်ခံရပါစေဆူတောင်းပေးပါတယ် ပေးတဲ့ဆုနဲ့ဖြေပါစေ သမီးရတနာထွန်းတော့ပြန်လှည့်မကြည့်ဘူးနဲ့အဆုံးမဲ့ချက်ချင်းအရွေးထားတဲ့ချင်းနဲ့ကသမီးဘယ်သချင်းကိုပို့ပိုင်နေလို့ထင်လဲ တေးစရာကောင်းကောင်းရေးထားတဲ့ပြန်လဲမကြည့်ဘူးဆိုတဲ့တချင်ကိုစူးချင်ပါတယ် က
ချင်းများမလဲစားဘယ်လိုလဲသူစကားလေးတွေချုံငိမ့်နေစိတ်ခုမှမသိခဲ့ဘူးဟန်ဆောင်ကချစ်များတုံးချသွားလုံနေချိန်ဖြူစားတဲ့သူပြောမာယာတွေ just stay ခဲ့ငါဘွားလေကျန်တဲ့စစ်တွေချစ်တွေပေးထားရတာချာတော့အိမ်မသက်ကိုမေးရွေးချေသွားအောင်မပြတ်သားတဲ့မိရဲ့စကားလုံးတွေကြားနာချီနေမိပြီဟောရင်ကပေးစခဲချိန်များပြန်လေတွေ့တိုင်းမတ်ခုကိုပေးရယူခဲ့တာရှောငုံနေငါတွေ့ထူမာလာအချိန်တွေကကူစားသွားမှာပါပြင်ဆင်ခဲ့ငါရဲ့ရှိနာကလေးပြမသွားမှာတဲ့မလိုတော့ဘူးမလိုလူကြောက်တွေငါချစ်တွေမပေးစနိုင်တော့အမလမ်းမနေရောက်လိုက်စုံတဲ့ပြီးတော့ဦးချာစနေချင်များမလဲစားပုံမြင်လို့သူစကားတန်လေးတွေချုံငိမ့်တဲ့စိတ်ခုမှမသိခဲ့ဘူးဟန်ဆောင်ကချင်များတုံးချသွားလုံနေချိန်ပြူစားတဲ့သူပြောမာယာတွေ just stay ခဲ့ငါဘွားလေကျန်တဲ့စစ်တွေချစ်တွေပေးထားရတာချာတော့အိမ်မသက်ကိုမေးရွေးချေသွားအောင်မပြတ်သားတဲ့မိရဲ့စကားလုံးတွေကြားနာချီနေမိပြီဟောရင်ကပေးစခဲချိန်များပြန်လေတွေ့တိုင်းမတ်ခုကိုပေးရယူခဲ့တာရှောငုံနေလေငါတွေ့ထူမာလာချိန်တွေကကူစားသွားမှာပါပြင်ဆင်ခဲ့ငါရဲ့ရှိနာကလေးပြမသွားမှာတဲ့မလိုတော့ဘူးသစ္စာမရှိသူတွေငါချစ်တွေမပေးစနိုင်တော့မလွတ်မနေရောက်လိုက်ဆိုတဲ့ပြီးတော့ဦးချာမတ်ဆုံးရှုံးသွားမယ်နေတော့ရှိနေဘူးနေတဲ့ကြုံစီကြလေးတဲ့မြာပုံကွယ်နေချင်တာမင်းချစ်နေဝေးဆုံးရှောင်ခွာခဲ့တဲ့ကြွမဆိုင်လို့ညာပေးကြည့်တွေတဖက်စီဟိုရင်ကပေးစခဲချိန်များပြန်လေတွေ့တိုင်းမတ်ခုကိုပေးရယူခဲ့တာရှောငုံနေလေငါတွေ့ထူမာလာအရှုံးများနဲ့ဆုံးသမသွားခြင်းပါပြင်ဆင်ခဲ့ငါရဲ့ရှိနာကလေးပြမသွားပါတဲ့မလိုတော့ဘူးသစ္စာမရှိသူတွေငါချစ်တွေမပေးစနိုင်တော့မလွတ်မနေရောက်လိုက်မလိုဘူးထွက်သွား away yeahကဲဒီမလေးကိုယုံကြည်ချက်အပြည့်နဲ့ဒီဆိုရှင်ပြိုင်သွားတာနော်နေမြင်အတက်ကြွအဖို့အဖိတွေမှာအားလုံးအသက်တော်မရှိသေးဘူးလန့်ပြီးတော့ ကဲအဲ့တော့ညီမလေးနော်စကားတင်ရွေးချယ်တဲ့ထဲမှာပါသွားနိုင်ပါစေလို့လည်းဦးရိုင်းတို့ဆုတောင်းပေးပါတယ်ဗျာ ပေးရစနေပေးချင်ပါတယ် ဒီ
ဒီစီစဉ်ကိုကူညီပံ့ပိုးပေးတာတော့ Aura Min G စင်မြင့်ကျင်းစင်းအားစီမှာဖြစ်ပါတယ်။ Aura Min G ဂျင်းစင်းအားစီမှာကဘာကျော်ကိုရီးယားသဘာဝဂျင်းစင်း Elo Extract လက်စီတင်ဗိုက်တာမင်နဲ့သတ္ထုဓာတ်တို့ပါဝင်ပါတယ်။ကဘာကျော်ကိုရီးယားဂျင်းစင်းကြောင့်ကိုရောစိတ်ပါရွှင်လန်းစေပြီးတော့စွမ်းအားများကိုတိုးပွားစေပါတယ်ခင်ဗျာ။ Elo Extract ပါဝင်တာကြောင့်အသားအရည်ကြည်လင်ဝင်းပါစေုံသာမကအစာအိမ်ဦးလန်းကြောင်းအတွက်လည်းအလွန်ကောင်းပါပါတယ်။သွေးထဲမှာရှိတဲ့အဆီတွေကိုချစ်ဖြတ်ပေးတဲ့လက်စီတင်ပါဝင်တဲ့အပြင်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေပါဝင်တာကြောင့်မိမိကိုယ်တိုင်အတွက်သာမကမိမိချစ်ချင်းမြတ်တာတရားကိုပြသဖို့အကောင်းဆုံးလက်ဆောင်မှုဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ Aura Min G ဂျင်းစင်းအားစီကိုအမျိုးသားအမျိုးသမီးအသက်အရွယ်မျိုးတွေတောက်သုံးနိုင်ပါတယ်အမြင်အမားဆုံးစွမ်းကိုအကောင်းဆုံးပြသနိုင်ဖို့လိုအပ်ဆုံးအားစီတောင်းတော့ Aura Min G ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ Aura Min G ကိုကိုရီးယားနိုင်ငံ Daewon Farm မှာထုတ်လုပ်ပြီးတော့ AA Medical Products Limited မှာတင်သွင်းဖြန့်ချိပါတယ် Aura Min G အစင်းမြင့်အားစီကိုမာယူလိုပါကAA Medical Products Limited အမှတ်408-410မဟာဗန္ဒူလာလန်ကြောက်စရာမြို့နယ်ရန်ကုန်မြို့ကိုလိမ့်ပြီးတော့မာယူနိုင်ပါတယ်ဆက်သွယ်ရမယ့်တယ်လီဖုန်းနံပါတ်ကတော့249592 249593 2493တို့ကိုဆက်သွယ်မှာယူနိုင်တဲ့အပြင်အမျိုးမျိုးအနေနဲ့မှာရှိတဲ့စီးစိမ်တိုင်းမှာလည်းဝယ်ယူရရှိနိုင်တယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပြပါခင်ဗျဟုတ်ကဲ့ပါခန္ဓာတန်ဆွမ်းစိတ်ရွှင်လန်းဖို့ Aura Min G ကိုတောက်ကြပါစို့ဆရာမနောက်တစ်ယောက်လောက်ထပ်မံပြီးတော့ရွေးချယ်ပေးပါဦးခင်ဗျာဒီတစ်ခေါက်တော့ခိုင်တဲ့စင်ဦးကိုဒီဆိုရှင်ပြိုင်စေချင်ပါတယ်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါညီမလေးတေချာပြင်ဆင်ထားပြီးပြီလို့မျှော်လင့်ပါတယ်နော်โอเคအဲ့တော့ငါဒီမှာရွေးချယ်တဲ့ထက်မှာပါသွားပါစေလို့ဆုတောင်းပေးပါတယ်ကြိုပြီးတော့နော်ပြေးဆိုရင်အကြီးပြေးချင်ပါတယ်အကြီးပြေးချင်ပါတယ်ဟုတ်ပါပြီဗျာသမီးကိုဒီတစ်ခေါက်အန်တီမေးချင်ပါတယ်နှလုံးသားအရင်အနှီးနဲ့အကျဉ်းနာအိမ်မက်သချင်းနဲ့ပုတ်ထရသမီးပြေသချင်းကိုများဆိုဖို့အာသာမတယ်လေလို့နှလုံးသားအရင်နှီးနဲ့ဖြောပြချင်ပါတယ်ကောင်းပါပြီအဲ့သချင်းနဲ့ပဲဖြောပြပေးပါရှင်မခံစားရတဲ့ဖြစ်ကိုမင်းရဲ့ငါရဲ့ခုထိတိုင်းရှင်နေမှာမချက်သေးဘူးချောတဲ့ စကားလုံးများသွားပြောသည်များအဟုတ်တင်ငယ်အခုတော့မရကိုမာရီချင်လာပြီမို့ညလာပြီမို့ငါဝေးတော့ငိုထသွားထပ်သွား